ဖြစ်သူကနောက်အိမ်အောင်ပြုဖို့ဆုံးဖြတ်ခဲ့တယ်သူ့ရဲ့ဇနီးအစ်စ်မှာကီဗင်ကက်ဗင်နဲ့ရွယ်တူဖြစ်တဲ့အဲလီဘောက်လီဆိုတဲ့သမီးတစ်ယောက်ရှိတယ်အခုတော့ကီဗင်ဟာတခါမှမမြင်ဘူးမဆုံဘူးတဲ့မိန်းကလေးတစ်ယောက်နဲ့အတူတူနေဖို့ဖိအားပေးခံရပြီပေါ့မကြသေးခင်ကအလုပ်ပြီးချိန်မှာပဲကီဗင်ရဲ့အဖေကသူလက်ထပ်တော့မယ်လို့ရုတ်တရက်အတိပေးလာတဲ့အတွက်ကီဗင်တစ်ယောက်အားတင်သွားခဲ့ရတယ်သူတန်တရားဝင်မိတာကသူ့အဖေအလိန်ခံနေရတာလားဆိုပြီးတော့ပေါ့ဒါပေမဲ့သူ့အဖေကတော့လုံးဝကိုယုံကြည်နေခဲ့တာဘာလို့လဲဆိုတော့အဖေဖြစ်သူအယံမှုနေချိန်မှာအဲ့ဒီမျိုးသမီးကပြုစုဆောက်ရှောက်ပေးခဲ့လို့ပဲအဲ့ဒါကဘယ်မိန်းကလေးမဆိုလုပ်ပေးနိုင်တဲ့အရာမျိုးမဟုတ်ဘူးလို့သူကဆွညင်းခဲ့တယ်သူစကားတွေကအဖေစီမပေါက်ရောက်မှန်းသိလိုက်ရတဲ့အခါမှာတော့ကီဗင်လည်းနောက်ဆုံးမှာလက်လျှော့လိုက်ပြီးအဖေရဲ့ဆုံးဖြတ်ချက်ကိုပဲထောက်ခံပေး親父が幸せなら何でもいいよ俺は今まで通りやるだけだから今まで通りとはいかないよ妹ができるんだしဒါတော့မှသူစိတ်ထဲမှာတုန်လှုပ်နေတော့ပဲဒါပေမဲ့သူ့ဖေရဲ့တောင်းဆိုမှုကြောင့်မကြခင်မိထွေးနဲ့ညီမအစ်ဖြစ်လာမဲ့သူတွေကိုတွားတွေ့ဖို့သဘောတူခဲ့တယ်လမ်းမှာတော့သူ့ဖေကအဲလီရဲ့တပုံပို့ပေးခဲ့တယ်ကီဗင်လည်းစိတ်သက်သာရပြီးတက်ပြင်းချနိုင်ခဲ့တယ်သူ့ရဲ့ညီမအစ်လေးကချစ်စရာလေးမို့လို့ပါအဲ့ဒါကသူတို့နှစ်ယောက်အတူတူနေရတာတိတ်ပြီးပြဿနာရှိမှာမဟုတ်ဘူးလို့အတိတ်ပဲရတာပဲလေဒါပေမဲ့သူအဲ့ဒီကိုရောက်သွားတဲ့အခါမှာတော့အမှန်တရားကိုသိလိုက်ရတယ်အဲလီကမကြသေးခင်ကရိုက်ထားတဲ့ပုံကိုပေးဖို့ညှင်းဆန်ခဲ့တာပါသူ့အဖေပို့ပေးခဲ့တဲ့ပုံကငငယ်တုန်းကပုံဟောင်းကြီးဖြစ်နေခဲ့တယ်ကီဗင်တယောက်စွန့်သွားခဲ့ရတယ်အဲလီကတကယ်တော့သူ့အသက်အရွယ်လောက်ရှိပြီးအခုကစလို့သူတို့အတူတူနေထိုင်ကြရတော့မှာဖြစ်ပါတယ်ဒါကနေရထိုင်ရတာအနေကမှအသေးချပါပဲဒါပေမဲ့သူမနဲ့စကားပြောကြည့်ပြီးတဲ့နောက်မှာတော့အဲလီဟာတကယ်တော့အဆင်ပြေတဲ့လူတစ်ယောက်ဖြစ်မှန်းကီဗင်သဘောပေါက်သွားခဲ့တယ်အဲ့ဒါကသူ့ရဲ့စိတ်ကိုအနှဲငယ်တော့တက်တာရစေခဲ့ပါတယ်ဒါပေမဲ့မိဘတွေညစာစားပြီးပျော်ရွှင်နေကြတော့မှာပဲအဲလီကကီဗင်ကိုအပြင်ထွက်ခဲ့ဖို့ရုတ်တရက်ခေါ်လိုက်တယ်私はあなたに何も期待しないからあなたも私に何も期待しないでほしいのこの意味あなたなら正確に理解できるよねကီဗင်ချက်ချင်းပဲနားလည်သွားခဲ့တယ်။သူမကအခြေအနေကိုရှင်းရှင်းလင်းလင်းဖြစ်စေခြင်းုံတင်မှာသူတို့တယောက်နဲ့တယောက်ရဲ့ဘဝရဲ့ဝင်မစွက်ဖက်ကြီးပေါ့။အဲ့ဒါကကီဗင်ကိုယ်တိုင်လည်းမျှော်လင့်ထားတဲ့အရာဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်သဘောတူညီချက်တစ်ခုရရှိသွားခဲ့ကြတယ်။တယောက်နဲ့တယောက်ရဲ့လမ်းကြောင်းနဲ့ဝင်မရှုပ်ကြီးဆိုပြီးတော့ပေါ့။